Hello everyone အားလုံးပဲမင်္ဂလာပါရှင်ဒီပုဒ်စာလေးကိုတူတူဖြည့်ရှင်းကြည့်အောင်နော်ဒီမှာဆိုရင်တကယ်လို့ပြရတာက y = -4 by 8 plus 3ဆိုတော့ပထမဆုံးစလုံးတန်ဖိုးနဲ့ y တာဆက်နဲ့ကိုထုတ်မယ်ဒီမှာဆိုရင်တကယ်လို့ခုနကလေ့လာရတဲ့ formula ရဆိုရင် y = mx plus b ဆိုတော့ x နဲ့မြောက်ထားတဲ့ coefficient ကစလုံးဆိုတော့ m တန်ဖိုးက -4 by 5အနောက်က constant က b ဖြစ်တဲ့အတွက် plus 3ဒါဆို slope တန်ဖိုး minus နဲ့ plus နဲ့ကိုကြည့်ပြီးတော့မှ line ပုံစံတစ်ခါလေးခွဲလို့ရတယ်ပေါ့နော် slope တန်ဖိုး minus ဆိုရင်ခြေတို့ပယ်လို့ရတဲ့အဖြေက b နဲ့ c နဲ့ဒါလေးရှိမှပြောပြီးသွားပြီနော်ဘာလို့လဲဆိုရင် left to right ဘယ်ကနေညာကိုတက်သွားပြီဆိုရင်အပေါင်းမို့လို့ဒီမှာအနှုတ်မို့လို့ b နဲ့ c နဲ့ကိုပယ်လိုက်ပြီဒါဆိုရင်ဒုတိယတစ်ချက်ကကြတော့အရင်ရှိရပုံလိုမျိုး y တာဆက်ကိုကြည့်မယ်y တာဆက်ကကြတော့ဒီမှာဆိုရင်နှစ်ခုလုံးကတူနေရပေါ့နော် plus 6ဖြစ်နေရယ်y ဝင်ရိုးကိုဖြတ်ထားတဲ့အမှတ်ကဒါဆိုရင်အဲ့လိုအခြေအနေမျိုးမှာဆိုရင်ဒီကျတော့ဘာလို့ရမလဲဆိုရင်စလုံးကိုရှာရတော့မယ်စလုံးရှာရတော့မယ်တပုံချင်းကြီးရဲ့စလုံးကိုရှာပြီးတော့မှ -4 by 5နဲ့ကိုက်တဲ့အဖြေကိုယူပေးရမယ်ဆိုတော့စလုံး formula နှစ်ခုသင်ထားတယ်နှစ်ခုလုံးကလည်းတကယ်လို့ GD exam ရဲ့ formula ရှိရမှာပေးရမှာပါနော်sorry ကျတော့ m = y2 - y1 by x2 - x1 ကတော့ပေးရမှာပါ m = rise by run ကတော့မပေးရပါဘူးကိုယ့်ကိုသိရပါမယ်ဒါဆိုရင်ကျတို့ a ရဲ့ပုံလေးရဲ့ d ရဲ့ပုံလေးရဲ့တစ်ချက်ကြည့်ကြအောင်ဒီမှာဆိုရင်ဒီချက်ကို point 2 point ယူတဲ့အခါမှာအဲ့တော့လည်းနှုတ်မှတ်ခိုင်းထားတယ်ပေါ့နော် line ပေါ်မှာကွက်တိဖြစ်တဲ့အမှတ်နှစ်မှတ်ကိုယူရမယ်ဒီလိုမျိုးတဝက်တစ်ပြက်ဖြစ်နေတဲ့အမှတ်လေးယူလို့မရဘူးပေါ့နော်ဆိုတော့ဒီမှာလည်းတစ်ချက်ဒီကွက်တိဖြစ်တဲ့အမှတ်လေးဖြစ်တဲ့ 0.6 တစ်မှတ်ယူလိုက်မယ်နောက်တစ်မှတ်ကဘယ်နားမှာကွက်တိဖြစ်လဲဆိုတော့ဒီနားလေးမှာ x တန်ဖိုးက4 y တန်ဖိုးက1 4.1ဆိုတော့ဒီချက်ကိုဒီနှစ်မှတ်သုံးပြီးတော့မှ formula နဲ့ရှာပြီးလို့ရတယ်ဒီမှာကတော့rise by run နဲ့ပဲရှာလိုက်မယ်နော်ရင်ဆုံးတောင်းမှန်3ခံပုံသဏ္ဍာန်လေးဆက်လိုက်မယ် rise ကတောင်းလိုက်အကွာဝေးမှုလို့1နဲ့3 4 5 rise က5 run က1နဲ့3 4 run က4ဒါဆိုရင် slope တန်ဖိုးက m = လက္ခဏာတစ်ခါလေးစဉ်းစားရမှာကဆင်းသွားတာမို့လို့ minus rise က5 run က4 minus 5 by 4ဒါဆိုရင်ခုနကဒီ equation မှာပေးရတဲ့ formula လေးပြန်ကြည့်မယ်ဆိုရင် -4 by 5မတူဘူးဆိုတော့ a ကမာတယ်ဒါဆိုဒီပုံလေးကြည့်အောင်ဒီကကြတော့ဒီချို့ဒီရဲ့အမှတ်က 0.6နောက်ဘယ်နားလေးမှာကွက်တိဖြစ်နေလဲကြည့်အောင်ဆိုတော့ဒီနားလေးမှာအဲ့တော့ x တန်ဖိုးက5 y တန်ဖိုးက2 5.2ဒီခုလိုမျိုးလေး right triangle ပုံစံလေးဆက်လိုက်မယ်ဒါဆိုရင် rise က1နဲ့3 4 run က1နဲ့3 4 5ဒါဆိုရင်သူ့ရဲ့ဖြေက rise လက္ခဏာ minus rise က4 run က5 minus 4 by 5ဒါဆိုခုတချို့ရှာရတဲ့ equation ရဲ့စလုံးနဲ့ညီပါ යි ဆိုတော့ answer က D ဆိုတော့ဒီပုံစံကိုပြန်ပြီးပြောရမယ်ဆိုရင်အဓိကက equation ကိုကြည့်ပြီးတော့မှပုံရွေးရဲ့အခါကျရင်ပထမဆုံးစဉ်းစားမှာအချက်နှစ်ချက်ပဲရှိတယ်စလုံးတန်ဖိုးကအပေါင်းလားနှုတ်လားကြည့်ပြီးတော့မှ line ကိုခွဲမယ်ပြီးသွားရင် y intercept ကိုကြည့်မယ်ဒါကပထမဆုံးတစ်ချက်เนาะဒုတိယတစ်ချက်ကဒီလိုမျိုးစလုံးတန်ဖိုးတူနေပြီဆိုရင်ဒီချက်တော့စလုံးကိုခွဲခြားပေးလိုက်အောင်မယ်ဒါပါပဲဆိုတော့ဒီလိုပုဒ်စာလေးရဲ့ exam မှာမဖြစ်မနေမေးရမို့လေ့ကျင့်ထားပေးပါဦးเนาะအားလုံးပဲနောက်ဗီဒီယိုတွေမှာတွေ့ပါမယ်ဘိုင်ဘိုင်ပါရှင်